အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရယ်ဒီနေ့မှာကျွန်တော်တို့အတူတကွလေ့လာဆင်ခြင်ရမယ့်ခေါင်းစဉ်ကတော့ခေါ်ရင်ထူးသောဖခင်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဖခင်သခင်ကကျွန်တော်တို့ကိုကူညီပေးချင်တာမှန်ပေမဲ့ကျွန်တော်တို့ကသူ့ကိုခေါ်တဲ့အတန်ကိုလည်းသူကကြားချင်သေးတာဖြစ်တယ်နော်ဒါကြောင့်တစ်ခါတလေမှာသူ့ဘက်ကနေစပြီးတော့မှကူညီမဆတာကိုမပြုတ်သေးပဲနဲ့ကျမတို့ဘက်ကနေသူ့ကိုခေါ်တာကိုနော်ကျမတို့ကနေသူ့ကိုလိုက်ရှာတဲ့အရာကိုသူကစောင့်နေတာဖြစ်တယ်။နော်ဖခင်တကယ်တော့ကျမတို့ကိုကူညီပေးချင်တာအစင်သင့်တော့အမြဲတမ်းရှိတယ်။ဒါပေမဲ့သူ့ဘက်ကနေကြီးပဲပေါ့နော်အမြဲတမ်းအစင်သင့်လှုပ်ပေးနေလို့ရှိရင်ကျမတို့ကသူ့ကိုလစ်လျူရှုထားတယ်နော်ဆိုတော့ဘုရားသခင်ကကျမတို့ကိုသူနဲ့အတူတူကမိတ္တာယာဖွဲ့စေခြင်းနဲ့သူနဲ့အတူတူနော်သွားလာပြောဆိုနေထိုင်စသဖြင့်ပေါ့နော်အသေးအဖွဲလေးကအစသူနဲ့တိုင်ပင်ပြီးတော့မှလှုပ်တဲ့အရာမျိုးသူနဲ့စကားပြောမိတ္တာယာဖွဲ့ပြီးတော့မှကျမတို့ပြုမှုတဲ့အရာမျိုးကိုပေါ့နော်သူကလိုချင်တယ်ဒါကြောင့်မို့လို့သူ့ဘက်ကနေကူညီပေးချင်ပေမဲ့သင်သူ့စီကိုတောင်းတဲ့အရာသင်သူ့စီကိုလှမ်းလာတဲ့အရာသင်ကနေသူ့ကိုစပြီးတော့မှခေါ်တဲ့အရာဒီအရာကိုသူကစောင့်နေတာဖြစ်တယ်။နော်ဆိုတော့သင်ခေါ်တဲ့အခါမှာသူကထူးမဲ့အပြင်သင်မသိတဲ့အရာသင်နားမလည်တဲ့အရာနဲ့နဲတဲ့အရာတွေဖွင့်ပြချက်တွေနော်သူ့ရဲ့အကြံစီတွေနီးလန်းနေနော်သူသင်အပေါ်မှာဘယ်လိုမျိုးထားတဲ့နော်အနာဂတ်ယူပါယုံတွေအဲ့ဒါပြောရလို့ရှိရင်သင်နဲ့ပတ်သက်တဲ့အရာမဟုတ်တကဘာလုံးနဲ့ဆိုင်တဲ့အရာနော်ပြီးလို့ရှိရင်သူ့ရဲ့ထာဝရအကြံစီစီမံကိန်းစတဲ့ဒီအရာတွေအားလုံးကိုပါသူကတခါတည်းပြောပြပေးမှဖြစ်တယ်သွန်သင်ပေးမှလည်းဟုတ်တယ်။ဒါကြောင့်ယေရမိအခန်းကြီး33အငယ်3မှာဒီလိုမျိုးပြောထားပါတယ်။ငါ့ကိုခေါ်လို့ငါထူးမီကြီးသောအရာသင်မသိနိုင်အောင်နဲ့နဲသောအရာတို့ကိုငါပြမည်။အာမင်။အဲကျမတို့လှုပ်ဖို့ကဘာလဲဆိုတော့ထာဝရဘုရားသခင်ကိုကျမတို့ခေါ်လိုက်ဖို့ပဲ။နော်ကျမတို့မသိသေးတာကျမတို့ဟာလာပြောရရင်စံစာဖတ်လို့ရှိရင်လည်းဖွင့်ပြချက်တွေမရသေးဘူးဆိုတဲ့အရာမျိုးကကျမတို့ကစပြီးမှသူ့ကိုမရှာသေးလို့နော်သူ့ကိုစပြီးမခေါ်သေးလို့တကယ်တော့သူ့ကိုခေါ်လို့ရှိရင်သူကဘာလဲဆိုတော့နော်ကျမတို့မသိဘူးနဲ့နေတဲ့အရာတွေရှိတယ်ဒီအရာတွေအားလုံးလည်းငါပြမယ်လို့ပြောပြီးသားแล้วဒီနေ့မှာကျမတို့မသိတဲ့အရာနားမလည်နိုင်တဲ့ပု္ပ္ပာတွေဟုတ်လားအိုးဒီအရာကဘာကြောင့်ဖြစ်တာလဲစသဖြင့်ပေါ့နော်ကျမတို့အတွက်ဟုတ်လားဘုရားသခင်ကောင်းဖို့ရတဲ့ကြံစီထားတဲ့အရာကျမတို့လူအနေနဲ့လူရဲ့အကြံစီနဲ့ဆိုရင်တော့လူရဲ့အုံနောက်နဲ့ကတော့နားမလည်နိုင်ဘူးเนาะဒါပေမဲ့ကျမတို့ဘုရားသခင်ကိုမေးမယ်ရှာဖွေမယ်เนาะဘုရားသခင်ရဲ့အကြံစီတော်တွေเนาะကိုရောဘယ်လိုမျိုးကြံစီထားရလဲဘာကြောင့်မလို့ဒီလိုမျိုးလုပ်ရတာလဲစသဖြင့်ပေါ့เนาะသင်သိချင်တယ်ဆိုလို့ရှင်မေးလို့ရတယ်သူ့ကိုခေါ်လို့ရတယ်เนาะသင်ရဲ့ဆင်းရဲဒုက္ခအခက်ခဲရောက်မှခေါ်တာမျိုးမဟုတ်ပဲနဲ့ပေါ့เนาะတကယ်ပဲသူနဲ့နေ့စဉ်နော်မိသားရဖွဲ့သူ့ကိုခေါ်ပြီးတော့မှသွားလာတဲ့အရာကိုသူကလိုချင်တာဖြစ်တယ်။ဒါကြောင့်သင်အခက်ခဲတွေနဲ့ရင်ဆိုင်နေရရင်ဘုရားသခင်ရဲ့မဆခြင်းကိုစောင့်မနေပဲနဲ့ပေါ့နော်။သင်ဘက်ကနေအရင်စပြီးတော့မှဘုရားသခင်ခေါ်ကြည့်ပါ။ဘုရားသခင်ကသင်ရဲ့ခေါ်တန်ကိုထူးယုံမကဘူး။နော်သင်စီကိုအမြဲဆုံးအရောက်ပြေးလာမယ်ဖခင်လည်းဖြစ်တယ်။နော်ဥပမာကျမတို့ပျောက်သောသားနော်အကြောင်းကိုကျမတို့လေ့လာတဲ့အခါမှာပေါ့နော်ပျောက်သောသားအကြောင်းကတော့လူတိုင်းကြားဘူးပြီးသားပဲပေါ့နော်သိလဲသိကြတယ်။ဒါပေမဲ့ကျမတို့မထားမိတဲ့အရာကဘာလဲဆိုတော့နော်ဒီပျောက်သောသားလေးကိုဖခင်ကတရက်မပြတ်နေ့တိုင်းပေါ့နော်စောင့်နေတာဖြစ်တယ်နော်ဘာကြောင့်ဒီလိုမျိုးပြောနိုင်လဲဆိုတော့သားလေးကနော်အိမ်ရဲ့အဝေးမှာပဲရှိသေးတယ်အိမ်နားတော့မရောက်သေးဘူးနော်ပြောရရင်အဖေကိုမတွေ့ရသေးဘူးကြောက်တော့ပေါ့နော်အဝေးကနေအိမ်ရဲ့အခြေအနေကိုလေ့လာတော့မှရှိသေးတယ်နော်ပြောရရင်အရင်တော့ပုံစံတောက်ပြောင်ပြောင်နဲ့ဟာလာတထေးသားပုံစံလည်းမဟုတ်ဘူးနော်ပြောရရင်တကယ်ကိုပဲညစ်တီးညစ်ပတ်လေးနဲ့နော်အရင်တော့ဟိုးဖီးဖီးဆိုရင်လည်းတကယ်ပဲပိန်ချုံကြပြီးတော့ပေါ့နော်အဲ့လိုမျိုးဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဒီသားလေးကိုအဖေကအဝေးကနေမြင်ကြတဲ့ကိုကမှတ်မိပြီးတော့မှသားစီကိုပြေးသွားပြီးကြိုတယ်ဆိုတဲ့အချက်ကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့သိနိုင်တာဖြစ်တယ်နော်ဆိုတော့ဖခင်စီကိုပေါ့နော်သားကနောင်နာရပြီးတော့မှပြန်လာတဲ့အခါမှာသူစကလုံးတွေစီထားတာအများကြီးရှိမှာပဲပေါ့နော်ဟိုအဖေရဲ့ကျွန်တော်နောင်နာရပြီးဟာလာအဖေစီကနေလေနော်အမွေတွေအများကြီးဟာလာကျွန်တော်ရဲ့ရပိုင်ခွင့်ရှိသမျှအားလုံးကိုကျွန်တော်ယူသွားပြီးမှသုံးဖြုံခဲ့ပြီးနော်ကျွန်တော်တကယ်နောင်နာရတဲ့အဖေဟာလာဒီအခုအဖေလို့တော့ခေါ်ဖို့ရမထိုက်တန်တော့ဘူးကျွန်တော်ပြန်လာတာကအဖေရဲ့သားအနေနဲ့ပြန်လာတာမဟုတ်ဘူးကျွန်အနေနဲ့ကျွန်တော်ကိုအလုပ်လေးများပေးနိုင်မလားဆိုတဲ့အလုပ်သမားတယောက်အနေနဲ့ကျွန်တော်ပြန်လာပြီးအလုပ်ရှာတာပါဆိုပြီးတော့မှသူပြောဖို့စဉ်းစားထားတယ်ပေါ့နော်သူအဲ့လိုမျိုးပြောမယ်ပေါ့နော်
what စားတဲ့ပဲတောင်းကိုတော့မှစားတော့မလောက်ထိပေါ့နော်စားတော့မစားသေးပေါ့နော်စားချင်လောက်တဲ့အထိအရန်ကိုငတ်မွတ်နေတာပေါ့နော်အဲ့ဒီအချိန်မှာသူသိတဲ့အရာကငါအဖေအိမ်မှာကျွန်းနေတောင်မှပဲကောင်းကောင်းလေးဝဝလင်းလင်းစားရတယ်အဲ့တော့ငါဒီနေရာမှာပဲငတ်ပြီးတော့မှအသေးတော့မခံဘူးပေါ့နော်ငါရဲ့အဖေအိမ်ကိုငါပြန်မယ်ဟလာငါအဖေရဲ့ကျွန်းအနေနဲ့ပဲငါနေမယ်ဆိုပြီးအဲ့လိုမျိုးတားငယ်ကနော်စိတ်ကူးရှိပြီးတော့မှသူကြံစီထားတယ်အဲ့လိုမျိုးငါပြောမယ်ဆိုပြီးအရေးစွန်ပြီးသူပြန်လာတာဖြစ်တယ်။တော့ပြောချင်တာကသူ့စီမှာအဖေနဲ့တွေ့ရင်နောင်နာရတယ်ဆိုပြီးဝန်ချတောင်းမယ်မဲ့စကလုံးတွေကအပြည့်ပဲ။ဒါပေမဲ့ကျမတို့တွေ့ရတဲ့အရာကသားကအဖေကိုတော့မှပြောရရင်မမြင်သေးဘူး။အဖေကအရင်တွေ့ပြီးမှစီးကြိုတယ်။သားစီကိုအရောက်သွားတယ်ပြေးသွားတယ်။သားကဘာတခိုးမှတော့မှဝန်ချတောင်းမှခြင်းပြုရသေးဘူးအဖေကသားကိုဖတ်လိုက်ပြီရောက်ပြောပြချင်တယ်ကျမတို့ဒီနေ့မှာဖျားသခင်စီကိုလှည့်ပြန်လာတဲ့အခါမှာလည်းအဲ့လိုပဲကျမတို့တကယ်ပဲနောင်နာရဖို့ရန်အတွက်ပဲအရေးကြီးတယ်ကျမတို့ဖျားသခင်စီမှာဝန်ချတောင်းမှခြင်းတဲ့စကားလုံးနဲ့အပြည့်ပဲဖြစ်လိမ့်မယ်ဒါပေမဲ့သင်မပြောရသေးဘူးအဲ့ဒါသင်စိတ်လုံးသားတွေကစစ်မှန်တဲ့နောင်နာကိုမြင်တာနဲ့ဒီကောင်းကင်ဖခင်ကသင်ကိုအပြည့်စီးကြိုပြီးမှပွေးဖက်မဲ့ကောင်းကင်ဖခင်ဖြစ်တယ်။ရောက်ဒီနေ့မှာခေါ်လိုက်ပါခေါ်ဖို့ဝဲလို့အပ်တယ်။သင်ဘက်ကခြေလှမ်းတော့မလှမ်းရသေးဘူး။သင်စီကိုအရောက်ပြေးလာမဲ့ဖခင်ဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာကျွန်တော်အပေးချင်တာကနော်ဖခင်ကဘယ်လိုမျိုးခံစားနေရမလဲဖခင်ကဟာလာငါ့ကိုစောင့်မျှော်နေမှလားစောင့်ကြိုနေမှလားဒီသားငယ်မသိပါဘူး။ဒါကြောင့်ဒီနေ့မှာလဲသင်ဆင်းရဲဒုက္ခရောက်နေတဲ့အခါမှာဖခင်ကတော့သင်ကိုပြစ်ထားတယ်လို့သင်ချင်ကောင်းထင်မှာပေါ့နော်။ဒါပေမဲ့ဖခင်စောင့်မျှော်နေတဲ့အရာကသင်စီကနေသူ့ကိုတခွန်းမဲ့အဖေဟလာကျွန်တော်ကိုကယ်ပါတော့ပြောစရာမလိုဘူးပေါ့နော်အဖေဆိုပြီးသင်ခေါ်လိုက်ဖို့ပဲဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကသင်စီကိုအရောက်လာပြီးမှသင်ကိုကူမမယ်နော်သင်အတွက်လိုအပ်တဲ့ຢာသင်ဘာမှမပြောရသေးဘူးအိုးသူကြံစီထားတဲ့အကြံစီတွေအားလုံးကိုသင်ကိုဖော်ပြပြီးတော့မှထုတ်ပြပြီးတော့နော်ငါသားရေဟလာမင်းအတွက်ငါဒီလိုကြံစီထားတာမင်းကိုငါကြီးမားစွာအသုံးပြုချင်တာဟလာမင်းကိုငါတကယ်ပဲငါရင်ခွင်ထဲမှာထွေးပွေထားပြီးတကယ်ပဲငါရဲ့နိုင်ငံတော်ရဲ့ပလန်တွေကဒီလိုရှိတယ်နော်ငါရဲ့အကြံစီတွေဒီလိုရှိတယ်ငါရဲ့နိုင်ငံတော်ကိုမင်းအားဖြင့်ငါတီထောင်ချင်တယ်ဆိုတဲ့အရာတွေအားလုံးကိုဘုရားသခင်ကချပြလိုက်မယ်သင်အတွက်ကြံစီထားသောအကြံစီရည်ရွယ်ချက်ကြီးကြီးမားမားတွေကိုလည်းဘုရားသခင်ကသင်ကိုဖော်ပြမှာဖြစ်တယ်ဒါကြောင့်မမေးဆွေသင်ဒီနေ့မှာအားပေးခြင်းနဲ့သင်ဖျားရဲ့အမှုတော်မြတ်ကိုဆောင်ရွက်မယ်လို့ဆုံးဖြတ်ပြီးတော့မှလဲကျသွားခဲ့ရင်တော့၎င်းဒါမို့လို့ရှင်တကယ်ပဲဖျားသခင်ပေးတဲ့စီးစိမ်တွေကိုယူပြီးကောင်းချီးမင်္ဂလာယူပြီးတော့မှအဝေးကိုထွက်ပြေးပြီးတော့မှဖျားသခင်ကိုဆုံးခံခဲ့မိရင်တော့၎င်းဒီနေ့မှာတခွန်းလေးပဲပြန်ခေါ်လိုက်ပါအဖေကျွန်တော်ပြန်လာပြီအဲ့ဒီခါမှာတင့်အတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့အရာတွေအားလုံးကိုသူကတင့်ကိုပြန်ပြီးတော့မှပေးအပ်မှာဖြစ်တယ်။နော်ပြောက်တော့ပြန်လာတဲ့အခါမှာသူ့ရဲ့ဖခင်ကသားအတွက်နော်ဝစ်လုံရောလက်စွပ်ရောခြေနှင်းရောဒီအရာတွေအားလုံးကိုပြန်ပေးတယ်။နော်ဒီအရာတွေရဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေရှိတော်လဲဒီမှာတော့အကျယ်တွင်းတော့မပြောတော့ဘူးပေါ့နော်။ဆိုလိုချင်တာကသားလေးရပိုင်ခွင့်ရှိတဲ့အရာရာတွေအားလုံးအခွင့်အာဏာအကုန်လုံးပြန်ပေးတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ရောက်ဒီနေ့မှာသင်ဆင်းရဲဒုက္ခရောက်နေလို့ပဲဖြစ်ပါစေလဲချခဲ့လို့ပဲဖြစ်ပါစေနော်တကယ်ပဲဖျားခင်ကိုဇုံကန်ပြီးမှထွက်သွားခဲ့လို့ပဲဖြစ်ပါစေနောင်နာဒီတစ်ချက်နဲ့ပဲလှည့်ပြန်ခဲ့ပါသင်ဘာမှတော့မပြောရသေးဘူးဒီကောင်းကင်ဖခင်ကသင်ခေါ်လိုက်တာနဲ့ထူးမှဖြစ်တဲ့အပြင်တကယ်ပဲသင်အတွက်ရည်ရွယ်ထားတဲ့အကြံစီတွေကိုပါသင်ရဲ့လက်ထဲမှာအပ်ပေးမှဖြစ်တယ်နော်ဒါကြောင့်ဒီနေ့မှာနောင်နာနဲ့ပဲပြန်လာခဲ့ပါနော်ကောင်းကင်ဖခင်ကသူ့စီကနေကောင်းကြီးပဲတောင်းပြီးတော့မှသူနဲ့အဝေးမှာနေခြင်းနဲ့သားသမီးတွေအားလုံးနော်ဘယ်နေ့ပြန်လာမလဲဆိုတာကိုစောင့်ကြိုနေတယ်စောင့်မျှော်နေတယ်နော်အပြစ်ဒုစရိုက်ထဲမှာလဲကျသွားတဲ့သားသမီးတွေကိုလည်းဘယ်နေ့မှပြန်ပြီးနောင်နာနဲ့ပြန်ထလာမလဲဆိုတဲ့အရာကိုစောင့်မျှော်နေတယ်နော်ငါ့ကိုဘယ်အချိန်မှာခေါ်မလဲငါစီကိုဘယ်အချိန်မှာနော်ချိန်လိုက်ပြန်လှည့်လာမလဲဆိုတဲ့သင်ရဲ့နောင်နာနဲ့လှည့်ပြန်လာတဲ့သင်ရဲ့ခေါ်လိုက်တဲ့အရာတစ်ခုကိုပေါ့နော်ဒီခေါ်တန်လေးတစ်ခွန်းကိုဘုရားခင်စောင့်နေတာဖြစ်ပါတယ်လို့နော်နောက်ဒီနေ့မှာသင်မျှော်မှန်းကြံစီထားတာထက်နော်သင်နားလည်နိုင်တာထက်နော်ကောင်းတဲ့အရာတွေနော်တအားပဲမြင့်မြတ်လာတဲ့အရာတွေနော်ပြောရလို့ရှိရင်သင်မျှော်မှန်းထားတာနဲ့တခြားစီပဲနော်မိုးနေမြေလိုကွာခြားတဲ့အကြံစီတွေရည်ရွယ်ချက်တွေကောင်းချီးတွေနဲ့ထွေးပွေပြီးတော့မှစီကြိုမဲ့ဖရားဖြစ်တယ်သင်ခေါ်ရင်ထူးတဲ့ဖရားဖြစ်တယ်ဒါကြောင့်မို့လို့နော်ဒီနေ့မှာဖရားသခင်ခေါ်လိုက်ပါခေါ်လိုက်လို့ရှင်ခေါ်ရင်အမြဲတမ်းထူးတဲ့ဖရားကသင်ကိုဒီနေ့မှာသက်သေပေးမှဖြစ်တယ်လူတို့ကဆုတောင်းရအောင်
ဖဖျားခင်ခေါ်ရင်ထူးသောဖျားကိုရထားလို့ကျေးဇူးတင်တယ်ဖဖျားခင်ကိုရောဒီကျွန်တော်ရဲ့ကောင်းငင်အဖဖြစ်တယ်လောကရဲ့အဖခင်လည်းဖြစ်တယ်ကျွန်တော်ကိုဒီနေ့မှာလောကရဲ့အထဲထဲမှာနှိမ့်မမနေစေဘဲနဲ့ကိုရောဖျားရဲ့မေတ္တာတော်ကျိုးနဲ့ကျွန်တော်ကိုဆွဲခေါ်နေလို့ကျေးဇူးတင်တယ်ကျွန်တော်ကိုစိတ်မပြတ်ပဲနဲ့ကိုရောဖျားသည်ကျွန်တော်ကိုမေတ္တာတော်နဲ့ထွေးပွေထားလို့ကျေးဇူးတင်တယ်ကျွန်တော်ခေါ်တဲ့အခါမှာကိုရောဖျားသည်ထူးပြီးတော့မှကျွန်တော်အဖို့လုံးကကြံစီရည်ရွယ်ထားတော့အကြံစီတော်ပန်းတုံးတိုင်းအထိကျွန်တော်ကိုဖွင့်ပြပြီးဆွဲခေါ်သွန်သင်ပေးမယ်ဖျားဖြစ်ကြောင်းဒီနေ့မှာသိမှတ်ရပါတယ်ဖဖျားခင်ကျွန်တော်ရဲ့အပြစ်တွေအတွက်နောင်လာရပါတယ်ကိုရောဖျားပေးသောလောကစည်းစိမ်နေနဲ့ပဲကျွန်တော်ပျော်ပါပြီးတော့မှရစ်မှုနေပြီးတော့မှကိုရောဖျားရဲ့နိုင်ငံတော်အတွက်ကိုရောဖျားရဲ့အိမ်တော်အမှုကိုမဆောင်ရွက်ပဲနဲ့အဝေးမှာရှိနေခဲ့ပါတယ်ဒီနေ့မှာကိုရောဖျားရဲ့အိမ်တော်အမှုကိုထမ်းရွက်ဖို့ရန်အတွက်ကျွန်တော်ပြန်လာပါပြီကိုရောဖျားနဲ့အတူတူကနိုင်ငံတော်တည်ထောင်စေဖို့ရန်အတွက်လှုပ်ဆောင်ပါမယ်ဖဖျားခင်ကိုရောရဲ့အိမ်တော်အမှုကိုဝိုင်းညီပြီးတော့မှကျွန်တော်လှုပ်ဆောင်ပါမယ်ကျွန်တော်ကိုအသုံးပြုတော်မူပါကျွန်တော်ပြန်လှည့်ခဲ့ပါပြီဖဖျားခင်ကျွန်တော်ကိုအခုကြုံတွေ့နေရတဲ့အဆင်းရဲဒုက္ခအထဲကနေကယ်မတော်မူပါဖဖျားခင်ကျွန်တော်ကိုအမြဲတမ်းစောင့်မျှော်နေပြီးတော့မှကျွန်တော်ကိုကူမပေးချင်တယ်ဆိုတာသိတဲ့အတွက်ဒီနေ့မှာယေရှုတော်ကိုချီးမွမ်းပါတယ်ဝိညာဉ်တော်ဖျားတာ၍ဆွဲခေါ်မစားပါမိကြောင်းလက်တော်ထဲမှာစက္ကန့်အနံနဲ့ယေရှုတော်ကိုချီးမွမ်း၍ယေရှုဖျားနာမမြည်ပြု၍ဆုတောင်းပါ၏အာမင်